မင်္ဂလာပါ MM Property ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်မြို့ရန်ကင်းမြို့နယ်ရန်ရှင်းလမ်းမပေါ်မှာတည်ရှိတဲ့ Sky Suite Condominium ကြီးကိုရောက်ရှိနေရပဲဖြစ်ပါတယ်ဒီဗီဒီယိုကတော့ Sky Suite Condominium ကြီးမှာရှိတဲ့ Office အငှားဝန်ဆောင်မှုအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့အတူတူလိုက်ကြည့်လိုက်အောင်ဗီဒီယိုထဲမှာ Office ငှားရမ်းသူတွေအတွက်အကျိုးခံစား권တွေအများကြီးရရှိနိုင်မယ့်အကြောင်းကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော် Sky Suite Condominium ကြီးကရန်ကုန်မြို့ရဲ့အကောင်းဆုံး luxury condo တွေထဲကတစ်ခုလို့လည်းပြောလို့ရပါတယ်24-hour security service 24-hour generator service အပြင် Office အသုံးပြုသူတွေအတွက်ကျယ်ဝန်းတဲ့ car park လည်းရှိတာကြောင့်လုံခြုံမှုရှိပြီးလုံးဝ convenient ဖြစ်တဲ့ condo တစ်ခုဖြစ်ပါတယ်အဆောက်အအုံထဲကိုဝင်လိုက်တာနဲ့ reception ကိုပထမဆုံးစတွေ့ရမှာဖြစ်ပါတယ် reception နားမှာလည်းနားနေလို့ရတဲ့ lobby area ရှိပါသေးတယ် office ခန်းတွေရဲ့ reception area ဖြစ်ပါတယ် office ခန်းတွေကိုကြည့်ဖို့အပေါ်တက်လိုက်အောင် Sky Suite မှာဆိုင်ခန်းရုံးခန်းတွေအတွက်အလွှာ3လွှာရှိပြီးတော့တစ်လွှာမှာအခန်း8ခန်းဖွဲ့စည်းထားဖြစ်ပါတယ်အနည်းဆုံး square feet 900ကနေအများဆုံး square feet 2000အထိအခန်းတွေရှိပါတယ် Sky Suite ကငှားမဲ့အခန်းတွေကဘယ်လိုပုံစံမျိုးလဲဆိုတာလိုက်ကြည့်လိုက်အောင်ဒါကတော့ Sky Suite ကငှားမဲ့ office ခန်းတွေထဲကတစ်ခန်းဖြစ်ပါတယ်ဒီအခန်းက square feet 2000ရှိပြီးတော့ centralized aircon တွေ lighting တွေနဲ့ power outlet တွေအပြည့်စုံပါပါတယ်ငှားရမယ့်နှုန်းထားဆိုရင်လည်း1 square feet ကို$1ပဲဖြစ်တာကြောင့် luxury condo တွေထဲမှာဈေးသက်သာတယ်လို့ပြောလို့ရတယ်အခန်းက2000 square feet ရှိပြီးကျယ်ဝန်းတာဖြစ်လို့ retail shop တွေအပြင် corporate ရုံးခန်းတွေအထိပါတင့်တော်တဲ့အခန်းလေးဖြစ်ပါတယ် view ကိုကြည့်မယ်ဆိုရင်လည်းရန်ရှင်းလမ်းမကြီးကိုမျက်နှာမူထားပြီး office တစ်ခုအနေနဲ့ lighting လည်းအရန်ကောင်းတဲ့အခန်းလေးဖြစ်ပါတယ်အခန်းကတော့1500 square feet ရှိတဲ့အခန်းလေးပါ startup company ဒါမှမဟုတ်ဝန်ထမ်းအရေအတွက်အသင့်တင့်ရှိတဲ့ company တွေအတွက်တော်တော်လေးတင့်တော်တဲ့အခန်းလေးဖြစ်ပါတယ်ဒီခန်းမှာဆိုရင်လည်း centralized aircon, lighting နဲ့ power outlet တွေအပြည့်စုံပါပြီးသားပါဒါကတော့ Sky Suite ကနေမြင်ရတဲ့အမိုက်စားမြင်ကွင်းတွေပါဒီခန်းကတော့မပြင်ဆင်ထားရသေးတဲ့အခန်းပါဒီခန်းမှာဆိုရင်လည်းခုနကကျွန်တော်ပြသွားတဲ့အခန်းတွေလိုပဲ centralized aircon တွေ lighting တွေ power outlet တွေကို Sky Suite ကနေတက်ဆင်ပေးသွားမှာဖြစ်ပါတယ်နောက်ပြီးတော့ရုံးခန်းကိုလည်းကိုယ့်လုပ်ငန်းပုံပေါ်မူတည်ပြီးတော့ square feet 900ကနေ2000အထိစိတ်ကြိုက်လိုအပ်တယ်လို့ငှားရမ်းလို့ရပါတယ်စီလင်လည်းမြင်ပြီးတော့မှန်ပတင်းပေါက်တွေနဲ့ဖွဲ့စည်းထားတာဖြစ်လို့အခန်းအနေထားတော့တော်တော်လေးမိုက်တယ်ဗျစိတ်ဝင်စားလို့စုံစမ်းချင်နေဆိုရင်တော့3994-4234ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်နောက်ပြီးတော့ Sky Suite ရဲ့ office အခန်းတွေကို MM Property ကနေတစ်ဆင့်ငှားရမယ်ဆိုရင်တော့လူဆောင်ကလုံးဝပေးစရာမလိုတဲ့အပြင်ရုံးခန်းဆိုင်ခန်းပြောင်းရွှေ့ဖို့အတွက်16ပေကားကြီးတစ်ချောင်းစာကို MM Property ကနေမြစ်တာလက်ဆောင်အနေနဲ့ပေးသွားမှာဖြစ်ပါတယ်ကဲဒါဆို MM Property ကနေနောက်ထပ်အမိုက်စားအင်ချမ်းမီအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့နောက်ထပ်ဗီဒီယိုတွေမှာထပ်ပြီးဆုံလိုက်ရအောင်တတာ